မထင်မှတ်ထားပဲအကြောင်းရင်းတစ်ခုကြောင့်လက်ထပ်လိုက်ရတဲ့ရှိန်တင်ထူးနဲ့ရတနာဘုံပရိသတ်ကြီးရေရှစ်နေကြတဲ့သူတွေအချင်းချင်းလက်ထပ်လိုက်ကြပြီးတဲ့နော်ရှိန်တင်ထူးနဲ့ရတနာဘတို့ကမြမရိုးရအစင်လာအရာနှစ်ဖက်မိဘတွေအစုံအလင်နဲ့လက်ထပ်ထိမ်းမြလိုက်ကြပါပြီချစ်စရာဆုံးတွေလေးကငှက်ခါစိမ့်မင်္ဂလာဝတ်ဆောင်လေးနဲ့ကြည်ကောင်းနေပြီးတော့ပရိသတ်တွေရှစ်နေကြတယ်လို့မျိုးလက်ထပ်လိုက်ကြတာပါသူတို့နှစ်ယောက်ကိုချစ်တဲ့ပရိသတ်တွေကတော့သဘောတူနေကြပြီးတကယ်လက်ထပ်စီခြင်းနေကြတာပါတကယ်တော့ဒါကဝက်ဒီရှူတင်ရိုက်တာဖြစ်ပြီးဝါကျွရင်မင်္ဂလာဆောင်ကြမဲ့မောင်နှံလေးတွေအတွက်အကျိုးပွဲလေးအဖြစ် promotion ဆင်းတဲ့သဘောပါတချို့ပရိသတ်တွေကလည်းတကယ်ဆောင်သွားကြတာလားဆိုပြီးတော့ရှိန်တင်ထူမမွန်သည့်အဖြူရောင်လေးကိုနှမျောနေကြပါတယ်။ကန်ဧည့်သည်ဇက်ကားကြီးမှာလည်းရှိန်တင်ထူရဲ့အဲ့ဒီဇက်ဝင်ကန်ကိုပရိသတ်တွေအကြိုက်တွေ့စေခဲ့ပြီးတော့တကယ်ကိုအလွဲလေးတွေပါ။ဒီတော့ပရိသတ်ကြီးရေတကယ်ပဲရှိန်နဲ့ပိုမင်္ဂလာဆောင်သွားခဲ့ရလားရှူတင်ရိုက်ကူးရေးလုပ်နေရလို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။နှစ်ယောက်သားရဲ့မင်္ဂလာဆောင်ပုံရိပ်လေးတွေကလိုက်ဖက်လွန်နေရကြောင်းပရိသတ်တွေကတော့အားကျနေကြပါတယ်။ရှိန်တင်ထူရဲ့အလွဲလေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။ရွှေသမီးရဲ့အလွဲမှာပစိုးကျွတ်သွားတဲ့အဖြူရောင်လေးကိုရောမြင်လိုက်ကြရလားရှင်။